သူမရဲ့အမဟာလာမဲ့အော်တိုဘာလလောက်မှာထောင်ကျမှာဖြစ်ကြောင်းချွန်တတိယသွားတဲ့အတွက်သူ့ခေါင်းထဲကိုညံကြီးစမ်းတစ်ခုဝင်လာပါတယ်ဟုတ်သားပဲငါရဲ့အတိတ်ကကိုဖုံးဆက်ပြီးအော်တိုဘာလမတိုင်ခင်အဲ့ဒီအမကိုကြိုတင်ကဲတင်ခိုင်းလိုက်ရင်ထောင်လဲကျစရာမလိုတော့ဘူးရန်နဲ့လည်းချက်ချင်းပြန်ဆောင်ရမှာပဲလို့တွေးပြီးဖုန်းခေါ်ဖို့စူးစမ်းလိုက်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကဖုန်းထဲမှာ credit phone ပေးကုန်သွားခဲ့ပါပြီပို့ပြီးထူးဆန်းတာကဒီဖုန်းကိုတခြားဘယ်သူမှမမြင်ရပဲသူ့မျက်စိထဲမှာပဲမြင်ရတဲ့သူ့ရဲ့တီးတန့်စူပါပါဝါဖုန်းဖြစ်နေလို့ပါပဲဒါဆိုရင်ဒီဖုန်းတွေကို WeChat တို့အလီပေးလို့ပြင်ပပိုက်ဆံနဲ့ဘေးအောလို့မရနိုင်တာသိချပါတယ်အဖြစ်စွမ်းအားကဘာပြက်ကဝတ္ထုတွေရဲ့ထုံးစံအတိုင်းဆိုရင်တော့ဖုန်းပေးရဖို့အတွက်နည်းလမ်းတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့အပြင်ကဖုတ်ကောင်ဒါမှမဟုတ်ဘီလူးတွေကိုတက်ဖြတ်ပစ်ဖို့ပါပဲဖုန်းပေးရဖို့ဖုတ်ကောင်တွေကိုတက်ရမယ်ဆိုတဲ့အယူဆကတကယ်ပဲမှန်ကန်နေခဲ့ပါတယ်အနေအများပေမဲ့ရှင်တယောက်စမ်းတက်ဖို့ဆုံးဖြတ်လိုက်ပြီးအပြင်ထွက်ကဖုတ်ကောင်တွေကိုရင်ဆိုင်มาတော့တယ်အဲ့ဒီအချိန်မှာပဲမယုံနိုင်စရာကောင်းတဲ့အချက်တစ်ခုကိုသူရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အတိတ်ကသူ့ကိုယ်သူတတိပေးခဲ့တာကြောင့်အတိတ်ကချွန်ဟာဒီတစ်နှစ်အတွင်းမှာမြားပြစ်နီနဲ့တနက်ပြစ်နီတွေကိုအသေးလဲလေ့ကျင့်နေခဲ့တာဖြစ်ပါတယ်အတိတ်ကကိုလေ့ကျင့်လိုက်တဲ့အဲ့ဒီစွမ်းရည်တွေဟာအနာဂတ်ကချွန်စီကိုချက်ချင်းလွှဲပြောင်းကူးဆက်လာပြီးသူဟာမြားတစ်ချက်ပြည့်ုံနဲ့ဖုတ်ကောင်ရဲ့ခေါင်းကိုကွက်တိထိမှန်အောင်ပြစ်နိုင်တဲ့မြားနဲ့ရှင်တူချက်ချင်းဖြစ်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ချွန်ဟာဖုတ်ကောင်တွေကိုတကောင်ပြီးတကောင်အမဲလိုက်ရင်ဖုန်း credit တွေပြန်ရလာခဲ့ပါတယ်ဒါပေမဲ့ဖုတ်ကောင်အသေးလေးတွေစီကရတဲ့ credit ပေါက်ချာကဖုန်းတစ်ခါဆက်ရင်စက္ကန့်ပိုင်းပဲခံတာမလို့မလောက်မငါဖြစ်နေပြန်ပါတယ် credit တွေအများကြီးရဖို့ဆိုရင်ဖုတ်ကောင်အုပ်စုကြီးတွေကိုတက်ရမှာဖြစ်ပြီးအဲ့ဒီအတွက်ပို့ပြီးအစွမ်းထက်တဲ့လက်နက်တွေလိုအပ်လာပါပြီချွန်ဟာရလာတဲ့ credit နဲ့အတိတ်ကသူ့ကိုယ်သူဖုန်းအမြန်ထပ်ဆက်လိုက်ပါတယ်ဖုန်းဝင်သွားတဲ့အချိန်အတိတ်ကချွန်ကတော့တန်း80တန်းကြောက်စိမ့်ကြီးကြောင့်တထေးဖြစ်ပြီးဘီလာအင်ကြီးထဲမှာကောင်မလေးနဲ့အတူအေးဆေးတက်တောင့်တက်တာစီးစိမ်ခံနေတာမလို့ဘီလာကြီးကနေလို့အရန်ကောင်းနေပြဆိုပြီးကြွားလုံးထုတ်နေခဲ့ပါတယ်အနာဂတ်ချွန်ကတော့အချိန်မရှိတာကြောင့်ချက်ချင်းပဲအရေးကြီးတာကိုဖျက်ပြောလိုက်ပါတယ်အဲ့ဒီစီးစိမ်တွေခဏထားဆန်းချွန်ငါတို့ဖုန်းခေါ်ဖို့ credit တွေလိုတယ်အခုကဘာပြက်ကတ်ထဲမှာပတ်စံကစက်ကူစုပ်ပဲဘာမှသုံးလို့မရဘူးငါတို့ဖုန်းလိုင်းဆက်မိနေဖို့ဆိုရင်ငါအပြင်ကဘီလူးတွေကိုတက်ပြီး credit ရှာရတယ်အဲ့ဒါကြောင့်ငါမှာပို့ပြီးပြင်းထန်တဲ့စစ်တပ်သုံးလက်နက်တွေတနက်တွေလိုအပ်နေပြီအတိတ်ကချွန်ကအကိုကြီးအခုကဥပဒေစိုးမိုးတဲ့လူဖွဲ့စည်းလေးပြတနက်တွေကိုဘလို့တွားဝယ်လို့ရမလဲလို့ပြန်မေးတဲ့အခါအနာဂတ်ချွန်ကကဘာပြက်ကတ်မတိုင်ခင်ရက်ပိုင်းလိုမှာကဘာကြီးကစတင်ပြီးရုံရင်းဆန်ခတ်ဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်အဲ့ဒီလက်နက်တွေကိုအလွယ်တကူဝယ်လို့ရလိမ့်မယ်လို့လျှို့ဝှက်ချက်ကိုပြောပြလိုက်ပါတော့တယ်အနာဂတ်ချွန်ကဆက်လက်ပြီးရန်ရဲ့အမကိုကယ်တင်ဖို့အတွက်ပြီးတော့နောက်ထပ်တစ်ချက်အော်တိုဘာလလောက်ကျရင်လူပြောနေတော့မှပဲစိတ်ပျက်စရာကောင်းစွာနဲ့ credit ကုန်ပြီးဖုန်းလိုင်းဝုန်းကနေထပ်ပြတ်သွားခဲ့ပြန်ပါတယ်ဒါပေမဲ့အတိတ်ကချွန်ဟာအနာဂတ်ကစကားကိုအမြဲတမ်းနားထောင်တတ်သူဖြစ်တာကြောင့်ကဘာပြက်ကတ်မဆိုင်ရောက်ခင်ရက်ပိုင်းလိုရုံရင်းဆန်ခတ်ဖြစ်ချိန်မှာတနက်မျိုးစုံကိုအလူရဲ့ကြိုတင်ဝယ်ယူပြီးစုဆောင်းပေးခဲ့ပါတယ်ရလက်ကတော့အနာဂတ်ချွန်နေထိုင်တဲ့ခံတက်ပီလာကြီးထဲမှာချက်ချင်းပဲအစင်းမြင့်တနက်မျိုးစုံဘုံမျိုးစုံနဲ့အတူအဖြက်စွမ်းအားအလွန်ပြင်းထန်တဲ့ကက်တလင်းဆက်တနက်ကြီးတွေအထိပါအပုံလိုက်ချက်ချင်းပေါ်လာပါတော့တယ်ဒီလောက်အထိအစွမ်းထက်တဲ့စစ်တပ်သုံးလက်နက်တွေအများကြီးပိုင်ဆိုင်သွားပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ချွန်တယောက်ကဘာပြက်ကတ်ထဲမှာဖုတ်ကောင်တွေရန်နဲ့ဖုန်းပေပြက်မှာကိုဘာမှခြောက်ချနေစရာမလိုတော့ပဲဖုတ်ကောင်တွေကိုအစုလိုက်ပြုံလိုက်ချေမှုန်းဖြစ်ဖို့အတွက်အားရပါရပြုံးလိုက်ပါတော့တယ်မနေ့ကဖုတ်ကောင်တွေကိုအပြင်းထန်တက်ဖြတ်ခဲ့ရလို့မောပန်းနေတဲ့အနာဂတ်ချွန်ကိုမြင်တော့ဘေးကကောင်မလေးရန်ကဂေါ်ဂျီတိခတ်ထားတဲ့ရင်နွေးချမ်းပူပူလေးတိုက်ပြီးဂယုတဆိုင်နဲ့အနားယူဖို့ပြောရှာပါတယ်ဒါပေမဲ့ချွန်ကတော့အနားမယူနိုင်သေးပါဘူးအခုသူ့မှာအစွမ်းထက်တဲ့တနက်ဆန်းတွေအပြည့်ရှိနေပြီမလို့ဖုတ်ကောင်တွေကိုတက်ပြီးဖုန်းပေရှာဖို့ကအေးဆေးဖြစ်သွားပါပြီသူဟာရန်ရဲ့အမကိုကဘာပြက်ကတ်မတိုင်ခင်ထောင်ချမဲ့ဘေးကနေကဲတင်ဖို့အတွက်အတိတ်ကိုနောက်ထပ်တစ်ကြိမ်ဖုန်းခေါ်ဆိုလိုက်ပါတော့တယ်ဖုန်းလိုက်ရတာနဲ့အနာဂတ်ချွန်ကအတိတ်ကသူ့ကိုယ်သူအချိန်တိကျနဲ့လမ်းညွှန်ချက်ပေးလိုက်ပါတယ်ချွန်အော်တိုဘာလရောက်ရင်ဒရက်ဂွန်ခံတက်လန်းကမိုင်ယာမီဘာကိုသွားအဲ့ဒီမှာအဖေအတွက်လက်စားချေဖို့ပြင်နေတဲ့ကာနင်ဆိုတဲ့မိန်းကလေးကိုရှာပြီးအမြန်ဆုံးတားဆီးလိုက်အတိတ်ကချွန်ဟာဘားထဲမှာအဖေဖြစ်သူကိုတက်သွားတဲ့လူမိုက်ချန်ဟောင်းကိုဓာတ်နဲ့ထိုးတက်ဖို့ပြင်နေတဲ့ကာနင်ကိုအချိန်မီဝင်ရောက်တားဆီးနိုင်ခဲ့ပါတယ်ကာနင်ကမင်းကဘသူမှလို့ငါ့ကိုလာတားတာလဲငါအဖေအတွက်လက်စားချေရမယ်လို့ဒေါသတကြီးအော်ဟစ်ပေမဲ့ချွန်ကလူပေါ်အလဲမှာလူတက်ရင်အစိုးဆုံးတေးတန်ဒါမှမဟုတ်ထောင်ကျသွားလိမ့်မယ်မင်းထောင်ကျသွားရင်မင်းရဲ့ညီမလေးရန်ဘာဖြစ်သွားမလဲတွေးဖူးလားလို့တတိပေးလိုက်ပါတယ်ကာနေဟာဥပဒေကလူမိုက်ကိုမနှိမ်နှင်းနိုင်တယ်လို့သူမမှလည်းပတ်စံနဲ့တက်တည်မရှိလို့အားကိုးရမယ်စွာငိုယိုနေတဲ့အချိန်ချွန်ကသူ့ကိုယ်သူစစ်မှန်တဲ့တရားမျှတမှုရဲ့အလင်းရောင်လို့မိတ်ဆက်ပြီးချန်ဟောင်းရဲ့မတရားမှုတွေကိုဖော်ထုတ်နိုင်မဲ့လှုပ်ဝက်တက်တွေကိုကူညီရှာဖွေပေးခဲ့ပါတယ်။အဲ့ဒီတက်တွေကြောင့်အဖေဖြစ်သူအတွက်တရားမျှတမှုရရှိခဲ့ရုံတင်မကကာနေဟာလည်းလူသက်သမားဘဝနဲ့ထောင်ကျမဲ့ဘေးကနေလုံးဝလွတ်မြောက်သွားခဲ့ပါတော့တယ်။အတိတ်ကိုအောင်မြင်စွာပြောင်းလဲလိုက်နိုင်တဲ့အတွက်အနာဂတ်မှာလည်းအရာအလုံးချက်ချင်းလိုက်ပြောင်းလဲသွားခဲ့ပါတယ်။အနာဂတ်ကဘာပြက်ကတ်ထဲမှာဖုတ်ကောင်အုပ်စုကြီးကချွန်ရဲ့ခံတက်ပီလာပြင်ဘက်ကိုနောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာပြီးဝိုင်းအောင်တိုက်ခိုက်လာကြပါတယ်။ချွန်ကစိတ်မပူနဲ့ငါရဲ့ဆက်တနက်ကြီးတွေနဲ့အကုန်လုံးကိုတကောင်မကြံတုတ်တင်ပစ်မယ်လို့ပြင်ဆင်လိုက်တဲ့အချိန်ဘေးကရန်ကပြုံးပြီးမလိုတော့ဘူးအကိုကြီးချူငါအမရောက်နေပြီလို့ပြောလာပါတယ်ဟုတ်ပါတယ်အတိတ်မှာထောင်မကျခဲ့တဲ့အပြင်ကဘာပြက်ကတ်ထဲမှာပထမဆုံးစိတ်ဝိညာဉ်စွမ်းရည်ရှင်ဖြစ်လျှက်စီးပါဝါတွေလိုးထလာတဲ့အမကြီးကနေဟာအခုချွန်ရဲ့ခံတက်ပီလာစီကိုကိုယ်တိုင်ရောက်ရှိလာခဲ့ပါပြီသူမဟာလက်ညှိုးတစ်ချက်ဝေရန်ယုံနဲ့တင်ပြင်းထန်လာတဲ့လျှက်စီးမုန်တိုင်းတွေကိုဖန်တီးပြီးဘီလာပြင်ကဖုတ်ကောင်အုပ်စုကြီးတစ်ခုလုံးကိုစက္ကန့်ပိုင်းတွင်းပြဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်စူပါပါဝါရှင်စွမ်းရည်ရှင်တွေရဲ့အစွမ်းကိုမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ချွန်တယောက်တကယ်ကိုလမ်းပေးပြဆိုပြီးအန်အောမင်တက်သွားရပါတော့တယ်
အပြင်ဘက်မှာလူတွေငက်ပြက်ပြီးအသက်လူနေရတဲ့အချိန်ကျွန်တော်တို့ရဲ့ဇက်လိုက်ချွန်းကတော့သူ့ရဲ့ခံတက်ပီလာထဲမှာအလှပကလေးလေးတွေနဲ့အတူတိုးသားဟုတ်ပေါ်ကိုအားရပါရစားတောက်ပြီးပျော်ရွှင်နေခဲ့ပါတယ်ဖုတ်ကောင်တွေကိုလည်းကြောက်စရာမလိုအစားတောက်လဲပေါ်ကျွယ်ဝနေတဲ့ဒီဘဝကတကယ်ကိုဒုက္ခဖုံပါပဲဒါပေမဲ့ချွန်းရဲ့ကောင်းထဲမှာစိုးရိမ်စိတ်အစ်တစ်ခုဝင်လာပါတယ်ဒီလိုရှုပ်ထွေးလာတဲ့ကဘာပြက်ကတ်ထဲမှာတနက်တွေကအရေးကြီးပေမဲ့အဓိကအင်အားစုကတော့စွမ်းရည်ရှင်တွေဖြစ်တဲ့အခုကနေတယောက်တည်းတင်ဖုတ်ကောင်အုပ်စုကြီးတွေကိုအေးဆေးခုခံနိုင်နေပြီဖြစ်လို့အနာဂတ်မှာတခြားစွမ်းရည်ရှင်တွေကိုထပ်မံစုဆောင်းတဲ့အခါသူတို့ကငါစကားကိုနားမထောင်ပဲပြန်လဲတော်လန်းလာရင်ငါရာတို့ကိုချက်ချင်းလူယူသွားနိုင်တယ်ဒီလိုစွမ်းရည်ရှင်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ပြဿနာကချွန်းအတွက်အကြီးအကျယ်ခေါင်းခဲစရာဖြစ်လာခဲ့ပါတော့တယ်အဲ့ဒီလိုတွေးတော်ရင်ချွန်းတယောက်အိမ်မပျော်ဖြစ်နေတဲ့ညနေပိုင်းမှာကာနေရောက်လာပြီးသူမလွန်ခဲ့တဲ့တလားလုံးထက်တလဲလဲမက်နေတဲ့ထူးဆန်းတဲ့အိမ်မက်တစ်ခုအကြောင်းပြောပြလာပါတယ်သူမအိမ်မက်ထဲမှာမြို့လေခေါင်ကလှိုင်းလွင်တာဝါတိုင်းရဲ့ထိပ်ဖျားမှာစွမ်းရည်ရှင်တွေရဲ့ပါဝါကိုထိန်းချုပ်ပြီးစန့်ကျင်နှိမ့်နိုင်တဲ့ထူးဆန်းတဲ့ပတိစေးတစ်စစ်ရှိနေတယ်လို့ဆိုပါတယ်အဲ့ဒီနေရာဟာလက်ရှိအနာဂတ်မှာတော့ဖုတ်ကောင်တွေရဲ့အင်အားကြီးနယ်မြေ stronghold ဖြစ်နေလို့တွားယူဖို့ဘလို့မှမဖြစ်နိုင်ပါဘူးဒါပေမဲ့အခြားလူတွေမတက်နိုင်ရင်တောင်ချွန်းကတော့တက်နိုင်ပါတယ်အတိတ်ကကိုဖုံးဆက်ပြီးကဘာပြက်ကတ်မတိုင်ခင်အဲ့ဒီပတိစေးကိုကြိုတင်ခိုးယူခိုင်းလိုက်ရုံပဲပေါ့ဒါတွေမကသေးပါဘူးအဲ့ဒီပတိစေးရဲ့ထိန်းချုပ်နိုင်စရာ area ကသူ့ရဲ့နယ်မြေတိုင်းတာပေါ်မူတည်နေတာမလို့အနာဂတ်မှာစွမ်းရည်ရှင်အားလုံးကိုထိန်းချုပ်နိုင်ဖို့အတွက်အတိတ်ကသူ့ကိုယ်သူလုံခြုံရေးနယ်မြေတွေပါကြိုတင်ပြီးကြည်ကြဲပြန့်ပြန့်ချက်ထွင်ခိုင်းထားဖို့အစီအစဉ်ဆွဲလိုက်ပါတော့တယ်အစီအစဉ်တွေဆွဲလို့ကောင်းနေတော့မှပဲခံတက်ပီလာစီကိုဖုတ်ကောင်မွန်စတာလိုင်းလုံးကြီးတစ်ခုတဟုန်ထိုးဥတီလာနေကြောင်းကာနင်ကသတိပေးလိုက်ပါတယ်ကဘာပြက်ကအဆင့်သတ်မှတ်ချက်အရဒါဟာအနည်းဆုံး level 3ရှိတဲ့မွန်စတာလိုင်းဖြစ်ပါတယ်စွမ်းရည်ရှင်တွေရဲ့လှုပ်ဝက်သတ်မှတ်ချက်အရမွန်စတာလိုင်းတွေကိုအဆင့်1ကနေ10အထိခွဲခြားထားပြီးလွန်ခဲ့တဲ့ရက်ပိုင်းကအိမ်နီးနားချင်းပြည်နယ်တစ်ခုကကျွမ်းမျိုးဟာအဆင့်ခွန်မွန်စတာလိုင်းနဲ့ကြုံတွေ့ရပြီးတစ်မျိုးလုံးလုံးဝပျက်စီးသွားခဲ့ရပါတယ်အဆင့်ခွန်တင်ဒီလောက်ခြောက်ခြားဖို့ကောင်းရင်အဆင့်8 9 10တွေဆိုရင်ကဘာကြီးဘလောက်အထိကြောက်စရာကောင်းအောင်ပျက်စီးသွားမလဲဆိုတာတွေးကြည့်ုံနဲ့တင်ကြောက်စရာကောင်းလာပါတယ်ဒါပေမဲ့လက်ရှိအချိန်ထိတော့အဲ့ဒီထက်မြင့်တဲ့လိုင်းတွေကိုမတွေ့ရသေးတာမလို့ချွန်းတယောက်သူ့ရဲ့ခင်မီစက်တနက်ကြီးတွေနဲ့ဒီအဆင့်3 monster line ကိုဘယ်လိုချေမှုန်းမလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အဆင့်3 monster တာရဲလိုင်းလုံးကြီးရဲ့ဒုတိယလိုင်းနဲ့တတိယလိုင်းတွေဟာချွန်းရဲ့ခံတက်ပီလာစီကိုတဟုန်ထိုးထပ်မံဦးတည်တိုက်ခိုက်လာခဲ့ပါတယ်စူပါပါဝါရှင်အမကြီးကနေတော်မှဒီတာရဲလိုင်းလုံးကြီးကိုခုခံဖို့အတွက်သူမရဲ့အင်အားတွေကိုအကုန်ပုံရောသုံးလိုက်ရတာကြောင့်အပြင်းထန်မောပန်းနှွမ်းနေသွားခဲ့ရပါတယ်ချွန်းတယောက်ကနေကိုအနားယူဖို့ကူညီပေးရင်းနဲ့စိုးရိမ်စိတ်တွေတိုးလာပါတော့တဲ့အဆင့်3တာရဲလိုင်းတင်ဒီလောက်ထိအသက်လူပြီးခုခံရရင်နောက်ပိုင်းမှာပုံမပြင်းထန်တဲ့အဆင့်4အဆင့်5လှိုင်းလုံးကြီးတွေရောက်လာရင်ဒီဗီလာအင်ကြီးကဘလို့မှတောက်ခံနိုင်မှာမဟုတ်တော့ပါဘူးဒါတင်မကသေးပါဘူးစွမ်းရည်ရှင်တွေကိုထိန်းချုပ်နိုင်တဲ့လှုပ်ဝက်ပတိစေးကလည်းမိမိပိုင်ဆိုင်ပြီးထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာပဲအာနိသင်ရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်ချွန်းဟာအနာဂတ်မှာပုံမများပြားတဲ့စွမ်းရည်ရှင်တွေကိုထိန်းချုပ်နိုင်ဖို့နဲ့တားရဲရီရန်ကနေလုံးဝဘေးကင်းဖို့အတွက်ပုံမကျဲဝန်းပြီးတန်မဏိနေရန်တွေနဲ့ပြုလုပ်ထားတဲ့မြေအောက်ခံတပ်မဟာကြီးတစ်ခုကိုအမြန်ဆုံးဆောက်လုပ်ဖို့အတိတ်ကသူ့ကိုယ်သူစီဖုံးဆက်ပြီးအစီအစဉ်တစ်ခုကိုချက်ချင်းချမှတ်လိုက်ပါတော့တယ်အတိတ်ဘက်မှာတော့ကဘာပြက်ကတ်မတိုင်ခင်ရပ်ပိုင်းအလိုចောင်းသူလေးဖြစ်တဲ့ရူအီယာနဲ့အပေါင်းပါတွေကသူမမှာအာဖရိကမင်းသားကြီးဖြစ်ပြီးနမ်းမွေဆက်ခံမဲ့တန်းကြွယ်တထေးရီးစားကြီးရှိနေကြောင်းကြောင်းပြီးရင်အာဖရိကကိုလိုက်သွားပြီးမိဖုရားသွားလုံးမှာဖြစ်ကြောင်းလေလုံးထွားကြွားလုံးထုတ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ဟာစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပန်းရံသမားတအူးလိုပင်ပန်းပန်းလှုပ်အားပေးနေတဲ့အတိတ်ကချွန်းကိုလှမ်းမြင်သွားကြပါတယ်သူတို့ကဟဲဟိုမှာချွန်းမဟုတ်လားပန်းရံသမားလိုအောက်ခြေသိမ်းအလုပ်တွေလုပ်နေရတာပါလားဆိုပြီးနှိမ်ချခဲ့ရကြပါတော့တဲ့ကျောင်းလာပါကေးလင်းရှောင်းကပါချွန်းအနာကိုလာပြီးစကားနာထိုးတဲ့အခါချွန်းကလှည့်တောင်မကြည့်ပဲအေးဆက်ဆက်နဲ့လှစ်လူရှူထားလိုက်ပါတယ်သူတို့ကချွန်းကိုတစ်သက်လုံးရုန်းကန်ရင်တောင်ဒီလိုစိန်ခံကားမျိုးစီးနိုင်မှာမဟုတ်တဲ့ဆင်းရဲသားလိုတမုတ်ပြီးလှောင်ပြောင်ကားထွက်သွားဖို့ပြင်ကြပါတယ်ဒါပေမဲ့သူတို့လှောင်ပြောင်ပြီးထွက်သွားဖို့ပြင်နေတဲ့အချိန်မှာပဲကဘာကြီးတစ်ခုလုံးပြောင်းပြန်လည်သွားမဲ့မြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတော့တယ်စောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကချွန်းစီကိုအပြေးလွှားရောက်လာပြီးတထေးကြီးကျူစောက်လုပ်ရေးအဖွဲ့အစင်သင့်ဖြစ်ပါပြီလို့အလွန်ယိုသေးစွာနှုတ်ဆက်လိုက်ပါတယ်ခွာဆဲကလူတွေအားလုံးဟာအံ့ဩမင်တက်သွားကြပြီးချွန်းဟာအဲ့ဒီနေရာမှာရှိတဲ့တမိုးကြီးစိန်ခံကားကိုကိုယ်တိုင်ပိုင်ဆိုင်ထားရုံတင်မကပဲအဲ့ဒီရက်ကွက်တစ်ခုလုံးမှာရှိတဲ့မြေအောက်ခန်း basement တွေအားလုံးကိုပတ်စံအပုံလိုက်ပေးပြီးအကုန်လုံးတင်းကျုံဝယ်ယူလိုက်ကြောင်းသိရှိသွားကြပါတော့တယ်စောစောကချွန်းကိုစင်ရဲသားပန်းရံသမားဆိုပြီးနှိမ်ချခဲ့တဲ့ကျောင်းသူလပကေးတွေအားလုံးဟာချွန်းရဲ့မယုံနိုင်စရာမြေအောက် empire အစီအစဉ်ကြီးကိုတိလိုက်ရတဲ့အခါမှာတော့ပါဇက်အဟောင်းသားနဲ့မျက်လုံးပြူကချက်ချင်းမျက်နှာဖြန်းကနေဖြစ်သွားကြပါတော့တယ်အတိတ်ကချွန်းဟာမြေအောက်ခန်းတွေအကုန်လုံးကိုဝယ်ယူလိုက်ရုံတင်မကပဲစောက်လုပ်ရေးရင်နှန်းတွေနဲ့အလုပ်သမားတွေကိုပါအလုံးရင်းနဲ့ခေါ်လာခဲ့တာကြောင့်ဘေးကလူတွေကဒီကောင်တော့အကုန်သိန်းကျုံဝယ်ရုံတင်မကဘူးအလုပ်သမားတွေပါခေါ်လာတယ်တကယ်ပဲယူသွားပြီလားဆိုပြီးဝေဖန်နေကြပါတယ်ချွန်းကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲစောက်လုပ်ရေးအဖွဲ့ကိုကြီးကမတ်အစင်းမြင့်ကွန်ကရစ်နဲ့တန်မဏိအင်အားဖြစ်တင်မှုတွေကိုတုံးပြီးအမြင့်ဆုံးစံချိန်စံညွှန်းအတိုင်းနိုင်ဝက်အတွင်းအမြန်ဆုံးစောက်လုပ်ပေးပါလို့အမိန့်ပေးလိုက်ပါတယ်အောင်မြင်ခြင်းရဲ့အရင်ဆုံးယူသွပစ်လိုက်ရမယ်မဟုတ်လားရလက်အနေနဲ့အနာဂတ်မှာချွန်းရဲ့ဘီလာဟာပုံမမြင့်မားတဲ့တာရဲလိုင်းလုံးကြီးတွေလာရင်တော့ဘလို့မှမဖောက်ထွင်းနိုင်တဲ့အထိခိုင်ခံ့သွားခဲ့ပါတယ်အစားအစာရိတ်ခါတွေတင်မကပဲခင်မီလက်နက်မျိုးစုံပြည့်နေနေတဲ့ဒီခံတက်ကြီးဟာကဘာပြက်ကတ်ထဲကအမိုက်စားဆုံးဒူဝန်းဒေးခံတက်ကြီးဖြစ်လာခဲ့ပါတော့တယ်ချွန်းကလည်းညီမလေးရန်ကိုကိုက်900အတွင်းမှာရှိတဲ့ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးပြစ်ခတ်ဖို့အသင့်ပြင်ထားခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ချွန်းတို့အဖွဲ့ဟာဖုန်းပေပေါက်ချတွေရဖို့အတွက်ဖုတ်ကောင်တွေကိုအမဲလိုက်ဖို့အပြင်ထွက်လာခဲ့ကြပါတယ်။အားရပါရတက်ဖြတ်နေတော့မှပဲသူတို့တက်မဲ့ဖုတ်ကောင်ကိုကြားထဲကဖြတ်လူသွားတဲ့ရန်သူတစုနဲ့တိုးပါတော့တယ်။အဲ့ဒီရန်သူကတာမန်လူသားတစ်ယောက်ဖြစ်တဲ့ချွန်းနောက်မှာအစွမ်းထက်ပြီးဆက်စီကြတဲ့စွမ်းရည်ရှင် Esper မင်းကလေးတစ်ယောက်အကားကွယ်ဖြစ်ပါလာတာကိုမြင်တော့လှပပြီးပူပြင်းတဲ့အလှပကလေးလေးမင်းရဲ့စွမ်းရည်ကငါရှိမှာတော့အရန်အားနေပါသေးတယ်။ငါနောက်ကိုပဲလိုက်ခဲ့လိုက်စမ်းပါဆိုပြီးကာနင်ကိုလာရောက်ဆက်နောက်ကြည့်စေပါတော့တယ်။
သူကချွန်းလက်ထက်ကတနက်ကိုကြည့်ပြီးဒီလိုတာမန်တနက်လေးတစ်လက်ရဲ့အရှိန်နဲ့စွမ်းအားကငါရဲ့ပါဝါတားဆီးကိုဘလို့မှမဖောက်နိုင်ဘူးဆိုပြီးအထင်သေးစွာပြောဆိုခဲ့ပါတယ်သူ့ရဲ့အပေါင်းပါကလည်းငါတို့ရဲ့အဆင့်10မြောက်အကိုကြီးစိတ်ကောင်းဝင်နေတော့အေးစစ်စစ်အသေးခံလိုက်စမ်းပါလို့ချင်းချောက်လာတဲ့အခါချွန်းကသူတို့ကိုပြန်တက်တဲ့ပိုးကောင်တွေလို့အေးစစ်စစ်ခေါ်လိုက်ပါတယ်ဒီစကားကြောင့်ဒေါသထွက်သွားတဲ့ရန်သူခေါင်းဆောင်ကချွန်းရဲ့ခေါင်းကိုလိန်ကျိုးပစ်ဖို့သူ့တပည့်ကိုအမိန့်ပေးလိုက်ပါတော့တယ်ရန်သူတပည့်ကမင်းကိုတက်ပစ်မဲ့အတုံးမကျတဲ့လူသားဆိုပြီးအတင်းပြေးဝင်လာတဲ့အချိန်မှာပဲဒိန်းကန်နဲ့တနက်တန်ကြီးတစ်ချက်ထွက်ပေါ်လာပြီးအဲ့ဒီကောင်နေရာတင်ပွဲချင်းပြီးလဲကျသွားခဲ့ပါတယ်ဟုတ်ပါတယ်အတိတ်ကချွန်းကြောင့်တနက်ပြင်းနီးကျွမ်းကျင်လာတဲ့ညီမလေးရန်ကဆန်လိုက်ပါတနက်ကြီးနဲ့အဝေးကနေအသေးချာကာကွယ်ပစ်ခတ်ပေးလိုက်တာပဲဖြစ်ပါတယ်ရန်သူကောင်းဆောင်လည်းကြောက်လန့်တကြားနဲ့ဆန်လိုက်ပါသမားရှိတဲ့ဟေးဆိုပြီးအမြန်ထွက်ပြေးသွားခဲ့ရပါတော့တယ်ဒီတိုက်ပွဲမှာရန်ရဲ့အစွမ်းကြောင့်သူတို့ဟာဖုံးပေပေါက်ချခွန်နှဆောင်ထိရရှိခဲ့ပေမဲ့ရန်သူကောင်းဆောင်လွတ်သွားတာကတော့နှမျောစရာပါပဲသူတို့ရဲ့ဝစ်စုံတွေကိုကြည်ချင်းအဖြစ်ကဘာပြက်ကတ်နောက်ပိုင်းမှာစွမ်းရည်ရှင်တွေနိုးထလာပြီးဖွဲ့စည်းထားကြတဲ့အင်အားကြီးကိုင်းတစ်ခုဖြစ်တဲ့ဝန်ပလွေညီနောင်များအဖွဲ့ဖြစ်နေတာကြောင့်အနာဂတ်မှာချွန်းတို့အတွက်ပိုပြီးကြီးမားတဲ့စိန်ခေါ်မှုတွေရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ကဘာပြက်ကတ်နောက်ပိုင်းမှာရုန်းကန်လှုပ်ရှားနေကြတဲ့အဓိကအင်အားကြီးမဟာမိတ်အဖွဲ့ကြီး၃ဖွဲ့ရှိပါတယ်အတန်မာဆုံးဖြစ်တဲ့ Dragon မဟာမိတ်အဖွဲ့ဒုတိယအင်အားအကြီးဆုံးတိုက်ကားမဟာမိတ်အဖွဲ့နဲ့အခုချွန်းတို့နဲ့ပြဿနာတက်နေတဲ့ဝန်ပလွေမဟာမိတ်အဖွဲ့လိုပဲဖြစ်ကြပါတယ်ဒီထဲမှာတိုက်ကားအဖွဲ့ထဲမှာချင်းလင်ဆိုတဲ့မယုံနိုင်စရာအဆင့်မြင့်စူပါပါဝါရှင်မိန်းကလေးတစ်ယောက်ပေါ်ထွက်လာပြီးသူမကြောင့်တိုက်ကားအဖွဲ့ဟာ Dragon အဖွဲ့ကိုကြော်ဖြတ်ဖို့မျှော်လင့်ချက်ရလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အနာဂတ်ရှင်ကတော့မဟုတ်ဘူးသူမကငါတို့ရဲ့အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်လာရမယ်လို့တွေးပြီးသူမရဲ့နောက်ကျောင်းကိုစုံစမ်းလိုက်ပါတော့တယ်ချင်းလင်ဟာအတိတ်တုန်းကချွန်းတို့ရဲ့ရှာနီတက္ကသိုလ်မှာရှရာအောက်တနစ်ငယ်တဲ့ကျောင်းလာပကလေးလေးဖြစ်ခဲ့ပါတယ်ကဘာပြက်ကတ်မတိုင်ခင်ကသူမရဲ့အမေဟာကင်ဆာရောဂါဝေဒနာခံစားခဲ့ရပြီးဆင်းရဲတဲ့သူမတို့မိသားစုဟာဆေးကုသစရိတ်မတက်နိုင်ခဲ့ပါဘူးကဘာပြက်ကတ်ဆိုင်ပြီးရက်ပေါင်း100ကြာမှာသူမအမေဆုံးပါသွားတဲ့အခါတိုက်ကားအဖွဲ့ကအတူပကိစ္စတွေကိုကူညီပေးခဲ့လို့ချင်းလင်ဟာတိုက်ကားအဖွဲ့ပေါ်တစ္ဆာဆောင်တည်သွားခဲ့တာဖြစ်ပါတယ်အဖြစ်မှန်ကိုတည်သွားတဲ့အနာဂတ်ချွန်းကအတိတ်ကသူ့ကိုယ်သူစီဖုံးဆက်ပြီးချင်းလင်ကိုအခုချက်ချင်းဆေးရုံမှာသွားရှာပြီးသူမအမေရဲ့ကင်ဆာရောဂါအတွက်ကူညီပေးလိုက်လို့အမိန့်ပေးလိုက်ပါတယ်အတိတ်ကချွန်းဟာဆေးရုံမှာမိခင်ဖြစ်သူရဲ့ရုတ်တရက်ကင်ဆာရောဂါအခြေအနေကြောင့်စိတ်တက်ကြငိုကြွေးနေတဲ့ဂျူနီယာလေးချင်းလင်ကိုတွားရောက်တွေ့ဆုံခဲ့ပြီးသူ့ရဲ့ငွေကြေးအင်အားနဲ့အစွမ်းတွေကိုတုံးပြီးသူမရဲ့မိခင်ကိုအကောင်းဆုံးကူညီကတင်ပေးခဲ့ပါတယ်ဒီလိုနဲ့ချင်းလင်ရဲ့ကံကြမ္မာဟာကဘာပြက်ကတ်မတိုင်ခင်ကတည်းကချွန်းရဲ့လက်ထဲမှာလုံးဝပြောင်းလဲသွားခဲ့ပါတော့တယ်တစ်ဖက်မှာတော့အနာဂတ်ကဘာပြက်ကတ်ထဲကချွန်းရဲ့ခံတက်ပီလာပြင်ဘက်မှာဝန်ပူလွေမဟာမိတ်အဖွဲ့ကသူတို့လူအသက်ခံရလို့ကလဲစားချေဖို့အင်အားလုံးရင်းနဲ့ရောက်လာပြီးကြွက်တွေလိုပုံမနေနဲ့ထွက်လာပြီးအသေးခံလက်ဆိုပြီးလာရောက်အော်ဟစ်ဆဲဆိုနေကြပါတယ်ကာနင်ကဝင်ရောက်ပစ်ခတ်ပေမဲ့ကြည်စံတွေကသူတို့ကိုမတားဆီးနိုင်ပါဘူးဝန်ပူလွေအဖွဲ့ကကာနင်ရဲ့အစွမ်းကိုသဘောကျပြီးသူတို့အဖွဲ့ထဲဝင်ဖို့စီယုံနေတော့မှာပဲမထင်မှတ်ထားတဲ့ပြဿနာတစ်ခုထပ်ပေါ်လာပါတယ်အဲ့ဒါကတော့ချွန်းကိုအရင်ကစင်းရဲသားပန်းရံသမားဆိုပြီးနှိမ်ချခဲ့တဲ့ကျောင်းလာပကေးလင်းရှာရှာဟာအပြင်မှာဖုတ်ကောင်တွေရန်ကြောင့်မနေရဲတော့ပဲချွန်းရဲ့ပီလာတဲ့ကိုအတင်းအဓမ္မတိုးဝေးဝင်ရောက်ဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်လက်ထဲကကောင်မလေးတွေကိုမတန်မရာသုံးမကြတဲ့မိန်းမတွေငါကမှဒီအိမ်ရဲ့စစ်မှန်တဲ့တခင်မဖြစ်တင်တာလို့အရှက်မရှိလာရောက်အော်ဟစ်ဆဲဆိုပါတော့တယ်သူမကချွန်းကိုပါငါလိုစူပါပါဝါရှင်ကိုညင်းပယ်ပြီးဒီလိုအသုံးမကျတဲ့မိန်းမငယ်လေးတွေကိုကာကွယ်နေတဲ့ပေါ့လေဆိုပြီးသမုတ်လာပါတယ်ချွန်းကတော့အရှက်မရှိတဲ့လင်းရှာရှာနဲ့ဝန်ပလွေခိုင်းကိုကြည့်ပြီးလက်သက်ကြွေမဲ့လမ်းကိုမရွေးပဲငရဲတကားကိုအတင်းတုံးဖွင့်နေကြတာပဲဒီနေ့ကစပြီးနင့်ကိုငါရဲ့ခွေးတကောင်ဖြစ်စေရမယ်လို့အေးဆက်စွာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲချွန်းအတိတ်မှာကြိုတင်ကတင်ထားခဲ့လို့အခုချွန်းရဲ့အောက်မှာလုံးဝတစ္ဆာရှိနေတဲ့အစင်းမြင့်စူပါပါဝါရှင်မလေးချင်းလင်ထွက်လာပါတော့တယ်ချင်းလင်ဟာသူမရဲ့မယုံနိုင်စရာကောင်းလာတဲ့စူပါပါဝါတွေကိုထုတ်ဖော်ပြီးဘီလာကိုလာရောက်တိုက်ခိုက်တဲ့ဝန်ပလွေခိုင်းသားတွေနဲ့အောက်တန်းစားလင်းရှာရှာတို့ကိုတစ်ချက်တည်းနဲ့အလဲထိုးချေမှုပစ်လိုက်တာကြောင့်ရန်သူတွေဟာဘာမှတောင်ပြန်မလုပ်နိုင်ပဲအကုန်အမှုတ်ဖြစ်သွားကြပါတော့တယ်ချင်းလင်ရဲ့ကြောက်စရာကောင်းတဲ့အစွမ်းကြောင့်အခြေအနေတွေအေးချမ်းသွားတဲ့အချိန်မှာပဲခံတက်ပီလာရဲ့တကားဝက်စီကနေရုတ်တရက်တောက်နဲ့ပြင်းထန်တဲ့တကားခောက်တန်ကြီးထွက်ပေါ်လာပါတယ်တကားပြင်ကနေငါပဲတကားဖွင့်ဆန်းချွန်းကိုရှာနေတာချွန်းကိုထွက်လာခဲ့ဖို့ပြောလိုက်ဆိုတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အတန်နဲ့ကြီးထွက်ပေါ်လာတဲ့အခါမှာတော့တကားလာခောက်တဲ့သူကဘသူဖြစ်မလဲဆိုတော့အခြားသူမဟုတ်ပဲလင်းရှာရှာဖြစ်နေပြန်ပါတယ်အတိတ်ကိုပြောင်းလဲပစ်ခဲ့ပြီးနေအိမ်ပီလာတွေကိုပါအချိန်ချင်းပြောင်းရွှေ့ခဲ့ပေမဲ့ကံကြမ္မာရဲ့ပြက်လုံးတစ်ခုလိုသူမဟာချွန်းစီကိုတကြော့ပြန်လန်းဆာရှာပြီးရောက်ရှိလာခဲ့ပြန်တာပဲဖြစ်ပါတယ်အတိတ်ကိုပြောင်းလဲလိုက်တဲ့အတွက်လက်ရှိအနာဂတ်မှာသူတို့ကြားတိုက်ရိုက်ကြီးမားတဲ့ပဋိပက္ခမရှိခဲ့ဘူးပေမဲ့လည်းအတိတ်တုန်းကတစ်ချိန်တင်ဆုံတွေ့ခဲ့ရတဲ့အခြေအနေကတင်သူမရဲ့လောဘသားကောင်စိတ်ဓာတ်နဲ့အောက်တန်းကျမှုကိုသိရှိဖို့ချွန်းအတွက်လုံလောက်နေခဲ့ပါပြီလင်းရှာရှာကငါတို့ကအတန်းဖော်တွေပဲဥစ္စာအခုလိုကဘာပြက်ကတ်ထဲမှာစူပါပါဝါချင်းအတူတူတယောက်ကိုတယောက်ကူညီရမှာပေါ့ငါ့ကိုဘေးကင်းတဲ့နေရာပေးနေပါလို့အရှက်မရှိတောင်းဆိုလာပါတယ်ချွန်းကတော့မင်းကငါအတန်းဖော်လို့အပြောခံရဖို့တောင်မတန်ဘူးအခုချက်ချင်းငါမျက်စိရှိကသွားဆန်းလို့အပြက်မောင်းထုတ်လိုက်ပါတော့တယ်အငင်းခံလိုက်ရတဲ့လင်းရှာရှာဟာသူမရဲ့စူပါပါဝါဖြစ်တဲ့ညို့တက်ဆန်ဘီဝက်ချ်မန်ကိုတုံးပြီးချွန်းကိုဖန်ဆာထိန်ချုပ်ဖို့ကြိုးစားပေမဲ့ချွန်းရဲ့စွမ်းရည်အောက်မှာသူမရဲ့ညို့တက်ဟာဘာမှအာနိသင်မရှိဘဲလုံးဝပြစ်ပြသွားခဲ့ရပါတယ်။သူမရဲ့အောက်တန်းကျတဲ့လောက်ရက်ကိုမြင်တော့ညီမလေးရန်ကပါအကိုကြီးချူကမင်းကိုမကြိုဆိုဘူးလို့ပြောနေတယ်လေဒီလောက်ရှက်မရှိအတင်းတိုးဝင်ကျင်နေတဲ့မိန်းမမျိုးငါတခါမှမမြင်ဘူးအခုချက်ချင်းထွက်သွားဆိုပြီးဝင်ရောက်မောင်းထုတ်ပါတော့တယ်လင်းရှာရှာဟာဒေါသတကြီးနဲ့ချွန်းမင်းငါလိုစူပါပါဝါရှင်ကိုညှင်းပယ်ပြီးဒီလိုအသုံးမကျတဲ့မိမငယ်လေးတွေကိုကာကွယ်နေတဲ့ပေါ့လေတနေ့ကျရင်ငါ့ကိုဒူးထောက်တောင်းပန်ရစေရမယ်ဒီအတွက်နှစ်ဆပြန်ပေးဆက်ရမယ်လို့ကြိမ်မောင်းပြီးထွက်ပြေးသွားခဲ့ပါတော့တယ်